ကိုလှုပ်တာကိုရမည်ဘုရားမြတ်စွာဟောကြားတော်မူခဲ့တဲ့ကမ္မတက္ကတာဒေသနာဉာဏ်နဲ့ပတ်သက်ပြီးတော့ကံအကြောင်းနဲ့ပတ်သက်ပြီးမြတ်စွာဘုရားသခင်ကိုရောမြတ်ရဲ့အဆုံးအမဩဝါဒသေချာမှတ်သားချဖို့လိုအပ်တယ်မြတ်စွာဘုရားသခင်ကိုရောမြတ်ကမိမိရဲ့ပြုလုပ်မှုနဲ့ပတ်သက်လာတဲ့အခါမှာစိုးမွေကောင်းမွေဆိုတာလို့ကိုလှုပ်တဲ့ကံတရားရဲ့အမွေကိုတရားတွေဟာခံစားကြရတယ်ယံကမ္မံဂရိတန္တိကလျာဏံဝါပါပကံဝါတတ္တကမ္မတ္တဒါယတော်ဘဝိတန္တိတတ္တကမ္မတ္တဒါယတာဘဝိတန္တိဘာလို့ကောင်းတာလုပ်သည်ဖြစ်စေမကောင်းတာလုပ်သည်ဖြစ်စေကောင်းတာလုပ်လို့ရှိရင်ကောင်းတဲ့အမွေကိုရရှိပြီးမကောင်းတာလုပ်ရင်မကောင်းတဲ့အမွေကိုရရှိတယ်ဆိုတာအခြေခံအားဖြင့်ကမ္မဝါဒကိုလက်ခံကျင့်သုံးကြတဲ့ပုဂ္ဂိုလ်တွေအတွက်မြတ်စွာဘုရားသခင်ကိုရောမြတ်ကကံနဲ့ပတ်သက်တဲ့ဒေသနာကိုမိန့်ကြားတော်မူခဲ့တာဖြစ်တယ်ပေါ့အဲ့ဒီဒေသနာမျိုးပဲအခြားနေရာတွေမှာလည်းပဲမြတ်စွာဘုရားဟောကြားထားတာရှိတယ်ဇာတိတံဝပတိဘိသံတာရိတံဟရတေဖလံမိမိစိုက်တဲ့မျိုးစိတ်အားလျော်စွာအသီးသီးတယ်ဓမ္မစိတ်စိုက်လို့ရှိရင်ဓမ္မပင်ပေါက်ပြီးဓမ္မသီးသီးမယ်တရက်စိတ်စိုက်လို့ရှိရင်တရက်ပင်ပေါက်ပြီးတရက်သီးသီးတယ်ဆိုတာဘိဇာနိယမရဲ့သဘောတရားအတိုင်းပဲကမ္မနိယမဟာလည်းပဲကံတရားပြုလုပ်သည့်အတိုင်းတတ္တဝါတွေဟာထိုကံတရားရဲ့အကျိုးကိုခံယူရရှိကြဒီခံယူချက်ဟာဘုရားဘာသာမှာအလွန်အရေးကြီးတဲ့ခံယူချက်လို့ပြောအောင်ကမ္မဝါဒီကရိယာဝါဒီလို့ဆိုတာရှေးရှေးသူတော်ကောင်းတွေမှန်သမျှကံကိုလက်ခံကံတရားဟာပြုလုပ်လို့ရတယ်လို့ဆိုတာကိုပြုလုပ်ထိုက်တယ်ဆိုတာပြုလုပ်လို့ရတယ်ဆိုတာကိုလည်းလက်ခံကြ